Sema ဒီနေ့သင်မယ့်သင်ခန်းစာလေးကတော့ Unit 4 Sign Instructions and Rules ဆိုတဲ့သင်ခန်းစာဖြစ်ပါတယ်။ Lesson 1 Signs and Instruction 1. Listen and repeat. Then match the sign with their meanings. Listen and repeat. နားထောင်ပြီးတော့ထပ်ခါလိုက်ဆိုပါ Then ထို့နောက်မှာတော့ match ရှင်တွဲပါ the signs ဒီသင်္ကေတလေးတွေကို with their meanings သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေနဲ့တွဲပါတဲ့အဲ့တော့ဆီယမကအရင်ဦးဆုံးဒီ meanings လေးတွေကိုဆီယမကတိုင်နေမယ်နောက်ကနေလည်းဆိုပါနော် No running No running No swimming No swimming No talking No talking No spitting No spitting No littering No littering No smoking No smoking အဲ့တော့ရပြီလို့ထင်ပါတယ်အဲ့တော့ဆရာမကဒီ meanings လေးတွေကိုဘာသာပြန်ပြမယ်နော် No running No running ဆိုတာကမပြေးရဘူးလို့ပြောတာပါ No swimming No swimming ဆိုတာရေမကူးရဘူးလို့ပြောတာပါ No talking No talking ဆိုတာစကားမပြောရဘူးလို့ပြောတာပါ No spitting No spitting ဆိုတာတတွေးမထွေးရဘူးလို့ပြောတာပါ No littering No littering ဆိုတာအမှိုက်မပစ်ရဘူးလို့ပြောတာပါ No smoking No smoking ဆိုတာဆက်လိမ့်မတောက်ရဘူးလို့ပြောတာပါကဲအဲ့တော့ဆီယမနဲ့တူနောက်တစ်ခေါက်ဆိုကြည့်ရအောင် No running No running No swimming No swimming No talking No talking No spitting No spitting No littering No littering No smoking No smoking ကဲလိုက်ဆိုပြီးသွားလို့ရှိရင်ဆရာမတို့ကဒီပုံလေးတွေနဲ့ဒီသူတို့ရဲ့ meanings လေးတွေကိုတွဲကြည့်ရအောင် Number 1 What does the sign means What does the sign means ကဲဒီသင်္ကေတလေးကဘာကိုပြောတာလို့ထင်လဲဟုတ်တယ်ဒီသင်္ကေတလေးက no talking ကိုပြောတာဖြစ်ပါတယ်ကဲဟုတ်ပြီနောက်တစ်ခုဆင်မပြမယ် Number 2 What does the sign means What does the sign means ဒီသင်္ကေတလေးကသူ့ရဲ့ signs လေးရောဘာပြောတာပါလဲဟုတ်တယ်သူ့ရဲ့ signs လေးက no littering ဆိုတာကိုပြောထားတာပါ no littering ဆိုတာကိုပြောတာပါဒီသင်္ကေတလေးကဘာကိုပြောတာပါလဲဟုတ်ပါတယ်သူက no swimming ရေမကူးရဘူးလို့ပြောတာပါ no swimming ဒီသင်္ကေတလေးကရောဘာကိုပြောတာပါလဲဟုတ်ပါတယ်သူက no spitting no spitting ကိုပြောတာပါဒီသင်္ကေတလေးကဘာကိုပြောတာပါလဲဟုတ်ပါတယ် no smoking No smoking နောက်ဆုံးဒီသင်္ကေတလေးရော No running No running အဲ့ဆိုရင်ဒီလိုသိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့ No running ဆိုတော့ဆရာမတို့ကနံပါတ်ဘယ်လောက်လဲဆိုတော့နံပါတ်3ဖြစ်ပါတယ် No swimming ဆိုတော့နံပါတ်6ဖြစ်ပါတယ် No talking ဆိုတော့နံပါတ်1ဖြစ်ပါတယ် No spitting ဆိုတော့ဆရာမတို့ကနံပါတ်5ဖြစ်ပါတယ် No littering ဆိုတော့နံပါတ်2 No smoking ဆိုတော့နံပါတ်4ကဲအဲ့ဒါဆိုရင်ဆရာမတို့ 1B ကိုတွားကြည့်ရအောင် 1B Complete the sentences with the meanings from 1E Complete the sentences အောက်မှာပေးထားတဲ့စာကြောင်းလေးတွေကိုဖြည့်ပါ with the meanings from 1E ဒီ 1A က meanings လေးတွေကိုဒီမှာဖြည့်ရမှာဖြစ်ပါတယ် Number 1 No blank in the library. Other students are reading. No မလုပ်ရဘူး in the library စာကြည့်တိုက်ထဲမှာမလုပ်ရဘူးတဲ့ Other students are reading. တခြားကျောင်းသားတွေကစာဖတ်နေကြတယ်တဲ့အဲ့တော့ဆရာမတို့ကဘာထည့်ရမလဲ